နာမည်ကကေဝတ္တနာမည်ကဘယ်လိုခေါ်အေးမိဘတွေဆွေတွေမျိုးတွေပင်တဲ့ထွက်ပေါ့ငါတွေဖမ်းငါတွေရပါလာတဲ့ငါတွေလေးပေါ်တင်လာစီပိုင်းကြီးတွေနဲ့ထက်ရေတွေနဲ့တချို့ငါတွေအရှင်တွေအသေးတွေကြတော့လဲခွဲစိတ်ပြီးတော့ငချောက်လှမ်းအရှင်ငါတွေကြတော့ပြေးတိုက်နောက်တနေ့မနဲ့နှလုံးလေးနဲ့ထဲတောင်းလေးနဲ့ထဲဈေးတဲ့သွားရောင်းတာဈေးတဲ့သွားရောင်းတဲ့အခါကျတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကခလေးအမေပဲသွားမယ်လို့လေတတမေဈေးငါသွားရောင်းမလို့တတပါလိုက်မယ်မလိုက်ခဲ့ပါနဲ့တာရဲ့ဈေးကဝေရင်တတလိုက်ခြင်းနဲ့ဈေးထဲမှာမမေငါရောက်ပြီလို့ရှိရင်တတဝယ်ခိုင်းတရားရှိတယ်ဒါနဲ့ဘုန်းကြီးတို့ဘုရားလောင်းတော်ခလေးသူငယ်ဘဝအမေနဲ့တန်ငါတဲ့အမေ9ယောက်နဲ့နောက်ကိုကလေးလိုက်သွားတာလိုက်သွားတော့ဈေးထဲရောက်တော့ငါးတွေအရှင်တွေပေါ့အမေနာထိုင်ဈေးဝယ်တဲ့လူကလာပြီအမအဲ့ဒီငါးပဲဈေးတော့ပဲဈေးပေါ့အဲ့ဒီငါးတွေချိန်ပေးပါငါးကလည်းအရှင်နေလားအိုးရပါတယ်ကိစ္စမရှိပါဘူးအခုပဲလှုပ်ပေးလိုက်ပါမယ်ဆိုပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ရဲ့အမေကအဲ့ဒီငါဘာမှမပြောနဲ့ပြေးတိုက်ပိတ်တလေးနဲ့ထုတာဘာနဲ့ထုတာပိတ်တလေးနဲ့ထုတဲ့အခါကျတော့တစ်ချက်ထုတော့ငါကမသိခုံဆွနဲ့ဟိုပြည့်တီလို့ဖြစ်နေတာအဲ့ဒါကိုဘုန်းကြီးတို့ဘုရားလောင်းတော်ခလေးကအနာကနေပြီးတော့သောမနတန်နဲ့ဝမ်းမြောက်တာဝမ်းသာတာကြည်စားဝမ်းမြောက်ဝမ်းသာနဲ့ဟာထုအမေထုငါဟိုဘက်တော့သားနဲ့အမေထုဗဇက်ကလည်းပြောစိတ်ထဲကလည်းတခါတည်းဝမ်းမြောက်ဝမ်းသာနဲ့ကိုယ်တိုင်ထုတာမဟုတ်ဘူးနော်သူများအမေကငါကိုပိတ်တလေးနဲ့ထုတာဟုတ်အမေငါကြီးဟိုဘက်တော့သားနဲ့အမေလိုက်ထုဆိုပြီးတော့တိုက်တွန်းတာနှိုးဆော်တာဝမ်းမြောက်တာအဲ့ဒီကံဟာဘုန်းကြီးတို့မြေသားရေဘုရားဖြစ်တဲ့အခါကျတော့တေနာကာမဝိပါကေနတိတဒုက္ခအဟုမမသာဘိတက္ကသာဟညိတုယရာဟဏိဝိရတုဘောယရာဟဏိဝိရတုဘောဘေခဝေပဋိတ္တလေးပြာจิตသားจิตသမီးတို့တေနကာမဝိပါကေနတန္တရာဝေထိုကဲ့သို့လုတ်ခဲ့တဲ့အကုသိုလ်ကံရဲ့အကျွင်းကြောင့်မမငါဘုရားရှင်ကိုရောမြတ်အားသီသဒုက္ခံကောင်းကြိုက်တဲ့အနာတိအခုဖြစ်ခဲ့လေပြီ